ခိုင်မာတဲ့ခံဓာတ်တွေဘုံကိုခြင်းနဲ့ရွာတွေမျောလင်းချက်အပြည့်နဲ့ခတ်ထန်နေတဲ့မျက်နာတွေနောက်ပြီးပန်းကင်းတွေရွာပြက်တွေဇရက်အိုတွေအဖွားအိုတွေပြိုပြူကြောတွေရိုးတံကြဲကြဲအပင်တွေတနက်တန်တွေဘုံတန်တွေနဲ့တူနဲ့ဖျားရွှေကဟေဆက်လို့မင်္ဂလာဆောင်ကတရှင်တပုတ်လေရင်တန်များနဲ့အတူတပ်ပြင်းရှာတန်တချို့စဘာကင်းများထဲမှာလွတ်မြောက်ရေးတိုက်ပွဲများညဘက်ခွေးအောင်တန်တချို့နဲ့အတူပြေးလွှားနေတဲ့လူများနဲ့မီးလောင်နေသောရွာလဲထွန်နေသောလက်သမားတဦးကြောပေါ်က AK47 rifle တလက်နဲ့ပိန်လီနေသောနွားများလှပပြီးမသေးမတက်တဲ့တိုင်းပြည်တစ်ခုပြည်တွင်းစစ်များအာဏာလူဝဲများလူရှင်တော်ပြက်လုံးနဲ့နိုင်ငံရေးသမားများခက်ကြောင်ကြောင်မူးမဲ့များဖာပြီးဖွင့်တဲ့ဝရင်ကြီးနဲ့ကိုလုတ်တော်များတနာစရာပြည်သူများထို့နောက်မျက်ရည်စာများသွေးဆက်များရစ်ပူဇော်ခံရတဲ့လူငယ်များလက်ဖက်ရည်ဆိုင်တဲ့ကကြွေးကြော်တမ်းများတိုက်ပွဲများချစ်ချင်းမြတ်တာများသုံးမကုန်တဲ့ယတနာများနဲ့ဆင်းရဲသောတိုင်းသူပြည်သားများမပျော်ရွှင်ရသောနှစ်များရေမောခဲ့ရသောနှစ်များထိုးနောက်တေကွဲရှင်ကွဲနေများခွဲကွာခြင်းများလက်ဖက်ရည်ဆိုင်မှာပြန်ဆုံမဲ့ဆိုသောစကားသံတချို့နဲ့အတူရီဝေနေသောမျက်လုံးများအမေကိုတတိယသောစိတ်ဇာတိမြေရဲ့အမတ်တရနေရာတချို့ဓာတ်ပုံပြန်ကြည့်မိရင်ရင်ခုန်တယ်ပြန်ခိုနားခြင်းတယ်ဘဝရဲ့အချစ်ဥကိုဇာတိမြေမှာပဲတွေ့ခဲ့တယ်ဇာတိမြေမှာပဲခွဲခွာခဲ့တယ်သွားနေကြနေရာများရင်တွေခုန်ခဲ့တဲ့ဇာတိမြေမှာနေဆွဲများနှစ်များလများစာအုပ်စင်တစ်ခုနဲ့ကျေးလက်ပကြီးကတရှက်အဖေကိုချစ်တယ်လို့မပြောဘူးခဲ့တဲ့အိမ်ရဲ့အဝေးမှာဘယ်လောက်ခက်ခဲလဲအိမ်လွမ်းနာတွေနဲ့ဇာတိမြေအလွမ်းတန်မကြီးရွယ်တော့တိတ်စားခြင်းခဲ့သောနေ့တစ်နေ့တကြံကာလဇာတိမြေရဲ့မြေသင်းနှံကိုလွမ်းစွန့်မိသောရက်တပတ်တွားလိုက်စေကုန်နေတဲ့မနက်ခင်းမိုးရွာသောနေ့တစ်နေ့ထီးမပါတဲ့ကျောင်းသူတယောက်မိုးမဆိုတော့တဲ့ကျောင်းသူတယောက်နဲ့တုံရီနေသောငနဲတကောင်လေကရုံးအဖြူနဲ့ရောလုံးကြီးဂတိပါဖနက်နဲ့ကရှင်လွယ်အိမ်မမတ်နေမိစေကောလိပ်ကျောင်းသားပေါက်စာဘဝမိုးဆိုနေတဲ့စာအုပ်များမိုးခိုနေတဲ့ငှက်များလက်ဖက်ရည်ဆိုင်မှခိုင်ထူးရဲ့ခိတ္တသရှင်စီဂရက်မီခိုများမိချစ်များနဲ့လမ်းပေါ်ကရေအိုင်လေးများထို့နောက်ဒိုးနှစ်ယောက်စကားပြောခဲ့တဲ့ခရီးပင်ချိန်နဲ့ပြန်နေစဉ်မိုးမိတဲ့ငှက်တွေဆိုတဲ့ဝါဆိုသရှင်တန်တက်တက်ဖွက်ဖွဲကြနေတဲ့မိုးဆက်ကလေးများအညိုကြီးတဲ့မိုးနဲ့ပြင်းထန်တဲ့လွတ်မြောက်ရေးတိုက်ပွဲအဆောင်သူလေးအတွက်အရှင်းတွေကိုအရေးခင်းကြီးပြီးရင်ဆိုပြခြင်းနဲ့လက်ဖက်ရည်ဆိုင်ရေးတစ်ဆိုင်ဖွင့်ခြင်းနဲ့တစ်သားခုံပူလေးတွေနဲ့ပေါ့ကက်ဆက်တစ်လုံးရှိမယ်စိုးလွင်လွင်ရဲ့ခွဲခွာခြင်းများဆိုတဲ့သရှင်းကိုဖွင့်ထားမယ်တူဦးသုံးနဲ့ထမင်းစားတဲ့မနက်ခင်းကံမကောင်းတဲ့နေ့ရက်များအချစ်ဦးကိုအပြင်းအထန်လွမ်းမိတဲ့ညနေခင်းဆေးလိတ်တပူးကုံနဲ့စောင်းညတညကြပြကြီးစင်အောင်